ဒီဒုက္ခသည်ဆိုင်ရာကျန်းမာရေးအသက်အာမခံနဲ့ပတ်သက်ပြီးတော့တခြားအချက်လက်တွေလည်းအများကြီးရှိပါသေးတယ်။အာမခံမှာဒီတင်ပုံမှန်ဖျားနာတာတော့၎င်းဆေးရုံတက်ရတာတော့၎င်းဒါတွေကိုသူတို့ကခွဲစိတ်မှုတော့၎င်းဒီကုမ္ပဏီကနေပြီးတော့လုံးကဒီဖြည့်ဆည်းပေးတာအပြင်ပေါ့နော်တခြားသူတို့လှုပ်ဆောင်ပေးတဲ့မပါတဲ့ဒီထဲမှာမပါတဲ့တခြားအချက်လက်တွေရှိပါသေးတယ်အဲ့ဒါတွေကတော့ဘာတွေလဲဆိုလို့ရှိရင်တခြားဒီသွေးလွန်တုပ်ကွေးယောဂ AIDS HIV ယောဂနောက်ပြီးတော့တခြားသောဒီမျက်နှာအလားပြုပြင်မှုအတွက် surgery အတွက်သုံးတာတို့ဒီမျက်လုံးတို့သွားတို့ပေါ့နော်ဒီဟာတွေနဲ့ပတ်သက်တဲ့ကျန်းမာရေးဆိုင်ရာတွေကိုတော့အဲ့လိုမျိုးတွေနဲ့ပတ်သက်လို့ဆေးရုံတက်ရတဲ့အခြေအနေမျိုးတွေဆိုရင်တော့ဒီကျန်းမာရေးအာမခံကနေပြီးတော့ဖြည့်ဆည်းပေးတာမျိုးဆေးရုံဆေးပေးတာမျိုးတော့မလုပ်ပေးပါဘူး။ဘာလဲဆိုတော့ကို့မှာဒီကျန်းမာရေးအာမခံမဝယ်ခင်မှာယောဂတစ်ခုခုရှိပြီးဖြစ်ပြီးသားယောဂရှိပြီးသားဆိုလို့ရှိရင်တော့အဲ့ဒီဟာနဲ့ပတ်သက်လို့ကုသမှုခံယူရဆိုလို့ရှိရင်လည်းဒီကျန်းမာရေးအာမခံကမလုပ်ပေးပါဘူး။ဒီတို့ရဲ့ကုန်ကြမဲ့ဆေးကိုဖြည့်ဆည်းပေးမှာမဟုတ်ပါဘူး။